ကဲရခိုင်ပြည်နယ်ကိုတဲ့သူတို့စစ်ခွေးတွေကဂျေဇုရှိပါတယ်ဆိုတဲ့စကားကိုဒီတလောမှာတော်တော်ထွက်ပြောတယ်နော်အခုတမလည်းစစ်ခွေးတကောင်ပြောထားပြန်တယ်ဘာဖြစ်လို့ဒီတလောမှာပြောရတယ်ဆိုတော့အခုလက်ရှိရခိုင်ရေဘေးမှာရခိုင်တပ်တော်အေအေရဲ့တပ်ဖွဲ့ဝင်တွေကြိုးစားစားနဲ့ဒီရေဘေးအတွက်ကိုကူညီကယ်ဆယ်ရေးလုပ်တယ်အဲ့ဒီနေရာမှာထူးဆန်းတာကသူတို့ရန်တိုက်ပေးနေတဲ့အေတပ်ဖွဲ့ဝင်အစ္စလမ်ဘာသာဝင်တွေကအစပျော်ပျော်ပါးပါးနဲ့ဒီရေဘေးမှာကူညီလုပ်ကိုင်နေတယ်နောက်တစ်ခုကသူတို့တောင်းလျှောက်တွေးခွဲရန်တိုက်နေတဲ့ NUG အစိုးရကနေအရကအစိုးရကိုရေဘေးကယ်ဆယ်ရေးအတွက်ကူညီထောက်ပံ့မှုတွေလုပ်တဲ့တည်င်းဒါတွေအားလုံးကပလူပြန်အောင်လိုင်းပေါ်တက်တဲ့အချိန်မှာသူတို့စစ်ခွေးတွေအလှလက်ဖက်နဲ့မျက်နှာလုတ်ပြီးဖာကြလို့မရဘူးအဲ့တော့ဆွတ်ခုံတာဆွတ်ခုံပြီးတော့ဟိုစစ်ခွေးကထိန်းဆိုဘာပြောခဲ့လဲဆိုတော့တက်နေရင်နဲ့အတောက်လိုက်ထွက်လို့ရတယ်တဲ့ငါတို့စစ်တပ်ကဂျေဇူးကရခိုင်ပြည်နယ်မှာတဲ့အခုလည်းတမဒီဒေါ်လာကြီးတကောင်လူပြောတော့စစ်သားတဲ့ပြောနေတဲ့စကားရုပ်နဲ့ပြောတဲ့စကားလုံးကဒေါ်လာကြီးရုပ်ဒေါ်လာကြီးစကားနဲ့ပြောနေတာရခိုင်ပြည်နယ်ဟိုတဲ့ဘာဂျေဇူးရှိတယ်တမမှာသူပြောတာနားထောင်ကြည့်ရအောင်ပြီးမှကျွန်တော်ပြောမယ်မင်းတို့ဟောင်စီကိုတေချာပြောပြလိုက်နော်ဆိုရမလားကျွန်တော်မင်းတို့ဟောင်စီကိုပြောပြလိုက်နော်ဟမ်အဲ့ဒါစစ်သားလားဟုတ်အဲ့ဒါစစ်သားလားဟုတ်လားကျွန်တော်ကြားဘူးတဲ့စစ်သားဆိုတော့ယောက်ျားပီပီတတ်တတ်တီ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 ခန့်ခန့်ညံ့ညံ့ဟုတ်တယ်မလားစကားပြောရင်လည်းကလိန်ကကြစ်ဖာကြတာပြောဖို့ဆိုတော့အဝေးပြက်ပြက်တတ်တတ်စကားပြောတတ်တယ်မှန်မှန်ကန်ကန်လုပ်တတ်တယ်အဲ့ဒါစစ်သားလို့ကျွန်တော်ကြားဘူးခဲ့တာဒီရုပ်ကအဲ့ဒါစစ်သားလားကြည်ဝါဆက်နားထောင်ပါငါပုံစစ်နဲ့ဒက်စိန်ခေါ်ရဲလို့စားရှိရဆိုရင်ထွက်လာခဲ့လိုက်လို့သူများသားမျိုးမြောက်ပေးမနေနဲ့လို့လိုင်းပေါ်ကနေအာသီးအောင်ပြီးခွက်ခေါက်မနေနဲ့လို့မင်းတို့တေချာမေးကြည့်လိုက်အောင်ရခိုင်ဒီမှာဘာလူဘူးလဲလို့လိုင်းပေါ်ကနေခွက်ခေါက်မနေနဲ့ဆိုတော့မင်းခောက်ပြန်မင်းအဆင့်အတန်းနဲ့ခောက်ပြစမ်းငါ့ကိုခွက်အခုတလောက်ကိုဘန်းငွေကိုတိမ်ပေါင်းများစွာငါရှာပြီးတော့မင်းတို့ပြောသလိုခွက်ခေါက်ပြီးတော့ပို့နေတာအဲ့တော့မင်းမှာအဲ့ဒါလိုအဆင့်အတန်းရှိတယ်ဆိုရင်အဲ့ဒီခွက်ခေါက်ပြစမ်းငါ့ကိုလူကသူများကိုပြောတော့မယ်ဆိုရင်ကိုယ်တိုင်လုံနိုင်တဲ့အရေးရှိမှပြောရတယ်ခွက်ခေါက်တယ်ဆိုတဲ့အလုပ်ကသူများကအိတ်သေးကကိုပိုင်ငွေကိုယုံကြည်မှုတရားဆိုတဲ့အရာရှိမှလာထည့်ပေးတာသိလားမင်းတို့စစ်ခွေးတွေလို့လက်နက်မဲ့တဲ့ပြည်သူကိုလက်နက်ကရန်ကားပြီးတော့အတင်းအဓမ္မစက်ကြီးတောက်ကောက်တယ်လို့ကောက်လို့ရတဲ့ငွေမဟုတ်ဘူးမင်းနားလဲလားအဲ့တော့ခွက်ခေါက်တယ်ဆိုမင်းအရေးချင်းမင်းစောက်စစ်မဟုတ်ဘူးကွာမင်းတို့ဖျားထူးနေတဲ့မအေလိုးမင်းအောင်နိုင်ရစပြီးတော့မင်းတို့လိုအောက်ကမအေလိုးလေးတွေအထိကြိုက်တဲ့ကောင်ခောက်ပြန်ရမလားလို့ဟမ်စောက်ပြပထန်ပြရမယ်ခောက်ပြန်လားမရှက်ဘူးလားမင်းထွက်ပြောနေတာငါဆိုရင်မတိကျအောင်ဆောင်းနေမှာဒီကောင်တွေကိုပြည်သူယုံကြည်မှုရှိလို့ဒီကောင်တွေလှုပ်လို့ရတာငါတို့တွားလှုပ်ရင်စောက်ပြတပြားမရအောင်ငါမတိကျအောင်ဆောင်းနေမှာငါဆိုရင်တို့နေမှာဟုတ်တယ်လေအခုတော့ထွက်ပြောတော့ငါအခုတော့မေးတော့ကဲမစောက်ရှက်ပွဲပြီဟုတ်လားရခိုင်ပြည်နယ်ဘာလူဘူးလဲရခိုင်မှာအခုတော်လန်ရေးကာလတောက်လျှောက်မိုခါရေဘေးလေဘေးကစပြီးတော့ရှေ့မှာဖြစ်ခဲ့တဲ့ကူညီကယ်ဆယ်ရေးတွေမှာ Union Brother နာမည်နဲ့မင်းအလူရှင်စည်ရင်းတွေမှာတွားကြည့်သိလားအဲ့ဒါငါတို့ပြည်သူရဲ့ချွေးနှဲစာစစ်တွေရှင်းနေနော်စက်ပြောမင်းစက်ပြောငါတို့တက်မတော်ကလှူတယ်မလှူဆိုတာအဲ့ရစားဘူးတဲ့သူတွေသိတယ်မင်းတို့တက်မတော်ကလှူတယ်ဆိုအောင်ရခိုင်ပြည်နယ်ကိုကူညီထောက်ပံ့ခဲ့တဲ့အရာအားလုံးဟာမင်းတို့စစ်ခွေးမယားတွေဖာခံကားနဲ့ထောက်ပံ့တာလားနိုင်ငံတော်ဘတ်ဂျက်နဲ့အခြားနိုင်ငံကလှူဒန်းတဲ့အရာတွေကိုမင်းတို့ဖြတ်တောက်မျိုးစို့ပြီးကြံတဲ့ဟာကိုအလှလက်ဖက်နဲ့မျက်နှာလောက်တာလားမင်းတို့ကိုယ်တိုင်ချွေးနှဲစာနဲ့ထောက်ပံ့နေဆိုရင်တော့မင်းတို့လှူတယ်ဆိုတဲ့စကားကိုပြောလေဟမ်ရခိုင်ပြည်နယ်ရဲ့ဂျေဇူးဟာစစ်ခွေးတွေရှိမှရှိတာလားစစ်ခွေးတွေရဲ့ဂျေဇူးဟာရခိုင်ပြည်သူရှိမှရှိတာလားရခိုင်ပြည်နယ်ကထွက်တဲ့အခွန်အခတယံဇာတဘလောက်ရလဲတစ်နှစ်ကိုမင်းတို့ရခိုင်ပြည်နယ်ကိုပြန်ထောက်ပံ့တဲ့အရာဘလောက်ရှိအဲ့တော့မင်းတို့စစ်ဘုံရုပ်တွေခိုးဝှက်ချမ်းသာနေတဲ့တဲမှာရခိုင်ပြည်နယ်လိုမျိုးငါတို့တနိုင်ငံလုံးရဲ့ပြည်သူတွေပိုင်တဲ့အခွန်အခနိုင်ငံတော်ဘဏ္ဍာတွေဘလောက်မျိုးစို့ထားတယ်အဲ့တော့ရခိုင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးရဲ့ကျေးဇူးကမင်းတို့ရှိမှရှိတာမင်းတို့စစ်ပွဲတွေနေ့စဉ်မျိုးစို့စောက်ပြီးချနေတဲ့ဟာကစအဲ့ဒါပြည်သူပိုင်တွေမင်းတို့စစ်ပွဲမယားတွေဖာခံကမဟုတ်ဘူးသိလားမတိမင်းတို့ပိုင်ပုံစံမျိုးမင်းတို့ကပဲလှူတယ်ဆိုတော့မင်းကစောက်ပြပါနဲ့ပြဘယ်ရရလဲငါ့ကိုပြောစမ်းဟမ်
ပြောမင်းပါဝင်မင်းတို့စစ်တပ်ခေါင်းဆောင်တွေလူတယ်ဆိုအောင်မင်းတို့ကိုပိုင်ပိုင်နဲ့ပတ်စံလားဟမ်ရခိုင်လေဘေးတွားပြီးတော့ကဲတယ်နိုင်ငံတကာလှူလိုက်တာတသိန်းဆိုဟိုရောက်တာ1000လောက်ရောက်တာကျန်တဲ့9000လောက်ကမင်းတို့အစင်းစင်းဖြတ်ပြီးစောက်ပြီးချခဲ့တာလေပြည်သူတွေကမသိတာလားဟမ်အဲ့ဒီရခိုင်ပြည်နယ်လို့ပြည်သူမျိုးတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကိုပြပြီးတော့မင်းတို့တွေမျိုးစို့နေတာသိလားမင်းထောက်ရင်အတောက်လိုက်ထွက်မယ်ဆိုတာမင်းတို့တွေထွက်ကမှာနော်အဲ့တော့မင်းကတခုပြောလာအောင်မင်းပထွေးရဲ့တမိုင်းကြောင့်မင်းအရင်လေ့လာအောင်မင်းပထွေးကဘလို့နေရာမှာပေါက်ဖွားပြီးဘလို့နေရာမှာကြီးပြင်းခဲ့ပြီးတော့ဘလို့မျိုးခွေးပြေးဝက်ပြီးပြေးသွားရတယ်ဆိုတာကိုနော်ဩငါ့ကိုပြောတာလားစုံစမ်းကြည့်လိုက်လေလူဝယ်လို့ဖြစ်လာတဲ့ကမင်းတို့လို့ပေါင်းလို့ပဲစားအောက်တန်းစားဘွားတက်လာတာမဟုတ်သိလားစုံစမ်းလိုက်ရင်သိလားမင်းတို့စာမတတ်ပေမတတ်အောက်တန်းစားဘွားတက်လာတာမဟုတ်ဘူးဟိုနေရာကတ်နေဒီနေရာကတ်နေပြီးတော့စစ်ထဲဝင်ပြီးတော့ရတဲ့လကလေးနဲ့နေပြီးတော့အဲ့လိုမဟုတ်ဘူးတမိုင်းလေ့လာလိုက်သိလားသိရင်တမိုင်းကိုအရင်လေ့လာသူများမလေ့လာခိုင်းတဲ့မင်းကိုယ်တိုင်အရင်လေ့လာနော်မင်းတို့ဘွားကိုဘွားဘယ်ဘွားရောက်မလို့ရောက်မှန်းတော့မတိတဲ့ဘွားတွေကွာတကယ်ပညာမဲ့အောက်တန်းစားတွေတကယ်ပဲသူညီမတော်စိတ်မချလို့သူ့ချီခေါ်ရတယ်မလားမင်းပထွေးရသွားကြည့်လိုက်အောင်သူနေခဲ့တဲ့နေရာကိုသူ့အဖေမေရဲ့အတန်းစားကိုလည်းသွားကြည့်လိုက်အောင်ဘလို့အတန်းစားဆင်းသက်လာတယ်ဆိုတာသိအောင်ပြောပြရပါမင်းပထွေးကကြောက်တဲ့အတန်းစားထဲမှာမပါဘူးမင်းပထွေးသေချာပြောပြလိုက်လေးပြအခန်းချင်းတွေဟောင်းမနေနဲ့ကိုက်မနေနဲ့လို့စားရှင်ပြင်ထွက်လာခဲ့လိုက်ဟဲ့ဇာရှိအပြင်ထွက်ဆိုတာဘယ်ကိုထွက်ခိုင်းတာလဲစိန်ခေါ်တယ်ဆိုတာလေမျှတတဲ့ကြိုးဝိုင်းပေါ်ကိုစိန်ခေါ်ရတယ်မအေးလို့ရဲ့သိလားကိုမေကိုလို့ရဲ့ငါပြောတာကြားလားမှတ်ထားနောက်လူတယောက်ကိုစိန်ခေါ်ပြီးဆိုရင်ကိုယောက်ျားပီတာတယ်လို့ခံယူထားရင်ပေါ့အဲ့ဒါလည်းလူသေးတယ်လေယောက်ျားစိတ်မရှိဘဲနဲ့အချောက်စိတ်နဲ့လီကိုခြုံနေရတယ်အော်နေတော့ပြောမတတ်ဘူးကွာတနတ်ကြီးချိန်ပြီးတော့ဟဲ့အောင်နေမင်းတို့ပြည်သူတွေကဘယ်ကောင်မိုက်လဲဆိုတဲ့ဟာမျိုးလောက်တာတော့အဲ့ဒါဂျိုလဂီစိတ်ဓာတ်ယောက်ျားပီတာတယ်ဆိုရင်တစ်ဖက်သားကိုစိန်ခေါ်ခြင်းမျှတတဲ့ကြိုးဝိုင်းပေါ်ကိုစိန်ခေါ်ရတယ်သိလားမင်းတက်တိရှိလို့ရှိရင်လာခဲ့ထိုင်းမှာမြန်မာအများဆုံးရှိတဲ့နေရာမလေးရှားမှာမြန်မာအများဆုံးရှိတဲ့နေရာကိုရီးယားဂျပန်မြန်မာအများဆုံးရှိတဲ့နေရာမင်းအပါဝင်မင်းတို့အမဲလင်နေတဲ့ကြိုက်တဲ့ကောင်ခေါ်လာခဲ့ရင်ပေါင်တန်းပြီးလမ်းလျှောက်ရဲတာပြည်သူကြားမှာအဲ့ဒါလေးပဲငါမေးမယ်အများကြီးမမေးဘူးသိလားမင်းတို့စစ်ခွေးတွေကကိုယ်စောက်စင်ကိုမတိတာတကယ်တော့ဘောကအဲ့လားဟိုတမိုင်းเจ้าနေရှင်ပြောနေတမိုင်းเจ้าရှင်ပြောယူရလိုက်မယ်မင်းတို့လိုဘဝမျိုးတွေအိမ်မက်မမက်ဘူးတဲ့ဘဝတွေသိလားမင်းတို့ပေါက်လာတဲ့မင်းတို့ပေါက်လာတဲ့အတိုက်မျိုးငါတို့ဘဝမှာမရှိခဲ့ဘူးသိလားနော်ဟိုလှုပ်ချင်တာလှုပ်ပြီးစစ်ခွေးတဲ့ဦးရောက်ပြီးတော့ဟိုကပေးတဲ့နိုင်ငံတော်ကပေးတဲ့လစလေးနဲ့ယူအားလေးနဲ့ချစ်ချုပ်ပြီးတော့စားတော့ရတဲ့ဘဝမဟုတ်ဘူးရှင်းလားငါတငယ်ချင်းငါအမျိုးထဲမှာမင်းတဲ့အဆင့်မြင့်တဲ့အဲ့ဒီပေါ်မှာအဆောက်ရှိတဲ့ကောင်တွေတော့ငါစောက်ဖို့မဆိုင်တာမင်းနောက်ကောင်ကအာယုံနဲ့တော့မထည့်ဘူးနော်ထိလားအဲ့တော့ခွက်ခောက်ဆိုရင်ခောက်ပြအဲ့ကောင်ကိုလေနှီးတစ်ချောင်းပဲလို့ဘာမှမလို့တကယ်တော့ပြန်ပြောနေရတာကိုတည်းကမတန်တာကွာဒီကောင်တွေကလေဟိုမပြောဘဲထားပြန်ရင်လေသူတို့ပြောတာကိုရှင်မပြောရဲဘူးလို့ထင်တယ်ပြောပြန်တော့လေခွေးနဲ့ဖက်ကြိုက်ကလေဟိုစကပုံတွေကလို့ခွေးနဲ့ဖက်ရိတ်ကြိုက်တော့တူဒီကြိုက်လို့လဲခွေးလဲခွေးရိတ်တဲ့ဒါပေမဲ့အခုဟာကကြိုက်တာတော့မဟုတ်ဘူးပြန်ပြီးတော့နှုတ်ကြီးရိုက်ပေးရတာအဲ့တော့အခုမင်းပြောရတဲ့ရုပ်တံနဲ့ငါပြောရတဲ့ရုပ်တံနှစ်ခုချင်းစီရှင်ရှာစောက်ရက်ရှိတဲ့ကောင်ဘယ်ကောင်လဲရှက်တိုင်လဲသေးလို့ရတယ်တိလားနောက်မှတ်ထားနော်လူတယောက်ကိုစိန်ခေါ်တယ်ဆိုရင်မျှတတဲ့ကြိုးဝိုင်းပေါ်စိန်ခေါ်တရားဥပဒေစိုးမိုးတဲ့ဒေတာတိလားကြိုက်တဲ့တိုင်းပြည်လာခဲ့ရင်ပေါင်တန်းပြီးလမ်းလျှောက်ရဲတာမင်းအောင်စိတ်ကိုမပြောဘူးနော်မင်းဖျားထူးနေတဲ့မင်းတို့မင်းအောင်နိုင်ရအစပြီးတော့တိလားဘာလုံကြုံရေးမှမခေါ်နဲ့ရင်ပေါင်တန်းပြီးတီသူကြားတဲ့လမ်းလျှောက်ရဲလားဆိုတာလေးပဲခေါင်းထဲကိုအရင်စဉ်းစားပြီးမှလာစိန်ခေါ်တိလားအများကြီးမပြောနဲ့စောက်ခေါင်းထဲကအော်နေတာဘယ်ကိုမေကိုလိုးနေတယ်ပြည်သူကြားလဲပတ်သွားနေတာနှံ့ပြတ်နေတယ်သိလားထိုင်းတနိုင်ငံတို့ပြင်းပြင်းစင်နေတဲ့ကိုစီမသွားနေရမရှိဘူးနော်စစ်သားလုပ်ပြီးစစ်သားအိမ်ကြီးတော့ဝစ်ပြီးတော့ကိုယ်နိုင်ငံထဲမှာတော့သွားခြင်းတဲ့နေရာမတွားရဲတဲ့ကောင်မျိုးတွေကမြန်မာတွေကြားထဲမှာတနိုင်ငံလုံးပတ်သွားနေတဲ့လူကိုအခန်းချင်းတွေကအောမနေနဲ့ဆိုတော့မင်းကငါဘယ်လိုပြန်ပြောရမလဲဟုတ်လားအဲ့တော့ဟဲ့အောင်ဗာဒီကောင်နာမည်တော့မထီဘူးဒီကောင်ပါကောင်လဲတော့မထီဘူးသူ့ရုပ်ကအဲ့လိုအချောက်လို့ဂျော်လကြီးလို့ပြောလို့သူ့ကိုကျွန်တော်မှတ်မိတာနော်စကားပြန်မင်းတဲ့ပြန်လိုက်မြင်ဘာရဖင်းနဲ့လီးဝင်ပြီးတော့ညှော့တော့ဖြစ်နေတဲ့ရုပ်နဲ့ငါပြောရင်ကောင်းကြော့ပါကြည့်နေတဲ့လူတ
ဒါလားစစ်သားရုပ်စောက်ကြည့်တွေတုံးတယ်ဒီလိုမအေလုံးမျိုးတွေစစ်တပ်ထဲမှာပေါ်နေမှာတော့ဒီစစ်တပ်ကဒီလိုခွေးဘွားရောက်တာမဆန်းဘူးလေဟုတ်တယ်မလားဦးကျောင်းအောင်ဆန်းခေတ်ကမြန်မာတပ်မတော်ရှေ့ဘရင်တွေခေတ်ကမြန်မာတပ်မတော်စစ်သားဆိုတာဘယ်လိုပုံစံမျိုးတွေတီကြီးခန့်ညပြက်သားပေါက်လို့ပဲစားမဟုတ်ဘူးအခုဒီနေ့ခေတ်စစ်သားနဲ့ကြည့်လိုက်ရမှာရုပ်ကိုရုပ်စင်းအင်ကယူပကာကိုကြည့်တဲ့ကလူလေးစားခြင်းစီကရုပ်လားစောက်ွက်သိန်းနဲ့ပန်းခြင်းစီကရုပ်လားကြည့်အဲ့တော့ဒီစစ်တပ်မှာစောက်ပြတ်မတတ်ရင်ဘယ်စစ်တပ်စောက်ပြတ်တတ်မလဲဟုတ်မလားမပူဘူးနောက်တစ်ခုရှိတာကစစ်တပ်ကအာဏာသိမ်းလိုက်တာသူတို့စိတ်ထဲမှာသူတို့နိုင်ငံထင်းနေတဲ့ကောင်မျိုးတွေတကယ်တော့သူတို့ခွေးဖြစ်တာသူတို့မသိဘူးလှုပ်လိုက်သေးတယ်ခွက်ခောက်တယ်ခောက်ပြဆန်းကကိုသိလားခောက်ပြဆန်းဒါမှဟဲ့မင်းခွက်ခောက်တော့ကတော့ငါတို့လည်းတနာတယ်ဟာဒီမှာငါပြည်သူအတွက်ဘာကူညီတောင်းနေလူပေါင်းဘလောက်တလားငါရှိမှလာလူနဲ့လူတွေငါဘဒုရှိမှလိုက်တောင်းတာမရှိဘူးနော်လာထဲ့ပါလို့ကိုစီပြောထားတဲ့လူတယောက်လောက်ရှိရင်လာပြောမစင်ကြားလိုက်ပြီးတော့ဘာအတွက်လိုအပ်ပါတယ်အလူထဲ့ပါလို့အဲ့လိုကိုစီလိုက်တောင်းထားတဲ့လူတယောက်လောက်ရှိရင်လာပြတိလားသူတို့အတိတရားနဲ့သူတို့ဆက်သွယ်ပြီးတော့ရအောင်ထဲ့လာတဲ့လူတွေအဲ့လူဦးရေပဲမင်းအရင်တွက်ကြည့်မင်းတို့ဘဝနဲ့အဲ့လိုလူမျိုးတွေမင်းတို့လက်ခံလေးစားတန်ဖိုးထားပြီးတော့ယုံကြည်မှုတကားအိမ်မက်ထဲတော့မပူလားအေးအဲ့လားလူအစင်တန်းတိလားနော်ပေါက်သွားတဲ့ဟာကိုအမဲမတိုင်းနဲ့အောင်နော်ငါတို့ဟိုမွေးတဲ့ကနေဒီနေ့ချိန်ထိငါတို့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မွေးဖွားလာတဲ့အရက်ဒေတာငါတို့ဂုံမင်းတို့ကောင်မျိုးနဲ့ရှင်မှုဆိုတာအဝေးတိလားနော်အဲ့လောက်ပဲပြောမယ်မင်းတို့မျိုးစစ်ခွေးတာအခုချက်ချင်းငါဝင်လို့ရတယ်မင်းတို့ငါပြောနေတာအဲ့လားမင်းတို့စစ်ခွေးစောက်စစ်မပြောနဲ့ဟဲ့အောင်ယူထားတဲ့မေဂျာတော့လောမေဂျာတိလားအဲ့လောက်ဆိုမင်းတဘောပေါက်မင်းတို့စောက်စင်းလာကိုစကားလည်းထည့်မပြောဘူးတိလားဒီလိုမျိုးဝန်တန်းကိုမလုံချင်လို့ကိုဘယ်ဝန်တန်းမှမလုပ်ခဲ့တာကြီးနိုင်ငံချင်းတလိမ့်ဆန်ဇယိုက်ကိုညွတ်မုန်းခဲ့လို့နော်ဘယ်ဝန်တန်းကိုမှမဝင်ခဲ့တဲ့ကောင်တိလားအဲ့လောက်တက်မလာနဲ့မတိလို့ရှိရင်ခက်တီနဲ့မတိငါတမိုင်းချောင်းပဲတိတယ်လို့ဘာလို့ခက်တီနဲ့ဖိတ်သွားတယ်မင်းမေဖာဓမ္မမင်းကိုပြောထားတာလားအဲ့လိုဟုတ်လားဘာမှညမကိုခေါ်တာဗန်ညမဘယ်ရညမဟုတ်လားဒီကောင်နေလေစကားတခွန်းကိုတေးချာမတိပဲနဲ့ပေါက်လို့ပဲစားသားပြောတတ်တာပဲနော်ဟမ်မင်းတို့အတိုင်းဝိုင်းနေအဲ့လိုပဲလားငါကြည့်တာမင်းတို့စစ်ခွေးတွေအဲ့စစ်ခွေးထောက်ခံတဲ့ကောင်တွေကိုကြည့်လိုက်ရင်လေမတိပဲနဲ့လောက်ကြံလီတယ်ပြီးတော့ဖာကြမှာလို့တစ်ဖက်သားပေါ်ကိုတေးချာမတိပဲနဲ့ဆွဆွဲပုတ်ခတ်တာလို့မင်းတို့ကတအားလွယ်ကုန်တယ်သေရောမကွာမင်းတို့တွေစစ်သားယူနီဖောင်းဝတ်ပြီးတော့အဲ့လိုစောက်ကြည့်နေရုပ်နေမှာတော့ငါတို့နိုင်ငံအတွက်ဒီတက်မတော်ဆိုတော့ခွေးဖြစ်ပြီပေါ့ဟမ်ဟဲ့အဲ့လိုမျိုးစိတ်ဓာတ်တွေအောက်တန်းကြနေယူနီဖောင်းချွတ်လိုက်စစ်သားလို့မခံယူနဲ့တိတ်ခါကြတယ်စစ်တပ်မင်းတို့လိုအောက်တန်းသားတွေများလာလို့မြန်မာတက်မတော်ဆိုတော့ခွေးဘွားရောက်လာသိလားမအေလုံးမရောက်နိုင်လို့ကောင်မျိုးတော့ခေါင်းဆောင်တက်ဖြစ်တယ်မင်းတို့လိုကိုမေကိုလိုးလေးတွေကဘူးမတိဘာမတိအမိတ်ပေးရင်ငါတို့စစ်သားအကုန်လောက်ရတယ်ဆိုတော့မအေလိုးမဲ့ကောင်တွေကစစ်ခွေးတွေဖြစ်တယ်အဲ့တော့ဒီတိုင်းဒီပြက်တနာတလို့ပေါ်တာမဆန်းတော့ဘူးပေါ့စိတ်ချမပူနဲ့မင်းတို့ငါတို့မနိုင်ပါစေစုတောင်းတော့သိလားရငါတို့တော်လှန်ရေးကိုမင်းတို့မနိုင်ပါစေလို့မင်းတို့များများစုတောင်းနိုင်သွားရင်2015နေ2016အခုအပြောင်းကာလလို့ညင်ညင်သာသာမရဘူးနော်သိလားစဉ်းစားမင်းတို့ထွက်ပြေးမဲ့အပေါက်ရှိလားမင်းတို့နိုင်သွားလို့ငါတို့စောက်ဘူးမဆိုင်ဘူးရှင်းတယ်မလားအဆုံးစုထိငါတို့တွေးပြီးတာနောက်နိုင်ငံကငါတို့နိုင်ဝိုင်းတရုတ်ကမင်းတို့လက်ခံမလားမင်းတို့စောက်စစ်မပြောပါနဲ့မင်းတို့ပထွေးမင်းအောင်နိုင်ကိုလက်ခံမလားအရင်မေးမော်စကိုကလက်ခံမလားမင်းတို့ပထွေးမင်းအောင်နိုင်ကိုဘီလာရုစ်တို့မော်စကိုတို့ကလက်ခံရင်တော့မင်းတို့လိုစစ်ကွေးပေါက်စတွေကိုမင်းပထွေးကခေါ်ပါလားကိုဘဝအနာဂတ်ကိုစဉ်းစား2015 2016အခင်းအကျင်းပုံစံမျိုးယူဂျီအောင်ဆောင်လို့ရမယ်ဆိုတော့မှားသွားလိမ့်မယ်သိလားခံစားရတဲ့ပြည်သူတွေသေဆုံးသွားတဲ့အသက်တွေပျက်စီးသွားတဲ့ဘဝတွေအဲ့ဒါတွေအားလုံးအတွက်မင်းတို့ပြန်ပေးဆက်ကပါသိလားအဲ့ဒီအချိန်တက်လာတဲ့အစိုးရဟာမလုပ်ပါဘူးမြို့သားရည်ချားစီလာအောင်လို့မရတော့ဘူးဒီတော်လိုင်းရဲ့လွန်တက်လာတဲ့အစိုးရဟာအမျိုးသားရည်ချားစီဆိုပြီးလာအောင်လို့မရတော့ဘူးပြည်သူလက်မခံဘူးအဲ့ဒီအချိန်ကျရင်ကိုဘဝဘယ်ဘဝရောက်မလဲဘယ်ခွေးကတက်မှာဘယ်လိုပုံမလဲအခုတည်းကကြိုစဉ်းစားတာဟောင်ကောင်းတိုင်းစွတ်ဟောင်းမနေနဲ့တိလားမင်းတို့ငါအဲ့လားလေးပဲသတိပေးခြင်းတယ်